ကုန်ကြစိတ်သက်သာစွာနဲ့တဦးချင်းလည်းတင်လို့ရမယ်ဘယ်လိုမျိုးဆရာဆရာမတွေခေါ်လို့ရမလဲဒီနေ့မှာပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ online ကနေတင်ယူခြင်းဖြစ်ပါတယ်ဆိုတော့ online ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကပုံမှန်ဒီလိုမျိုးအိမ်ယူလာတင်တဲ့ဆရာဆရာမတွေထပ်စားလို့ရှိရင်တော့ဒါဈေးနှုန်းကတော့အများကြီးသက်သာသွားမှာဖြစ်တယ်နောက်တစ်ခုကလည်း1 on 1ပဲတင်ရမှာတဦးချင်းပဲတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မထီအောင်ပါတယ်နားမလည်ပါတယ်ကလေးအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့နော်ဟို online ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့လည်းဒါ budget save ရုံနဲ့မကဘဲနဲ့ကလေးရဲ့ဒီပင်ပန်းတာတွေအချိန်ကုန်တာတွေပို့ပြီးတော့တက်တာသွားမယ်ဆိုတော့ပုံမှန်လာတင်တဲ့ခါမျိုးမှာဒါကကလေးနဲ့ဆရာနေကဘေးနဲ့မှာတိုက်ရိုက်ထိတွေ့နေရတဲ့ခါမျိုးမှာတောင်းတမဖြစ်တာမျိုးတွေတကယ်လို့ကလေးကဒီလိုမျိုးညဘက်မှာအားရဆိုလို့ရှိရင်လည်းဒါအချိန်မပေးနိုင်တဲ့ခါမျိုးတွေမှာပင်ခေါ်တင်ဖို့ဖြစ်နိုင်တဲ့ခါမျိုးတွေမှာတော့ဒါ online ကနေပြီးတော့မှလက်ဆင့်တင်လို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကonline ဖြစ်တဲ့အတွက်ကြောင့်မလို့လည်းဒီကလေးအနေနဲ့ပေါ့နော်ကိုလိုချင်တဲ့အချိန်ကိုယူလို့ရမယ်ကိုဒီအားနေတဲ့ဘာသာရေးပဲဖြစ်ဖြစ်ဘာသာစကားဖြစ်ဖြစ်ပေါ့နော်အဆင်ပြေလို့ယူလို့ရတယ်ဆိုတော့ online ဖြစ်တဲ့ကြောင့်မလို့အချိန်ကြီးအောင်ပြီးလေ့လာလို့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ online နဲ့ guide လေးတွေခေါ်ချင်တယ်ဆယ်ဆယ်မလေးခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ guide မြန်မာမှာလာရောက်ပြီးတော့မှဆက်သွယ်မြင်လို့ရပါတယ်